သွားပါတော့တယ်သူလန့်ဖြတ်ကူးဖို့ကြိုးစားတဲ့အခါကားတစ်စီးကသူ့ကိုရုတ်တရက်တိုက်မိသွားပေမဲ့ကားသာခြေမွပစ္စည်းသွားခဲ့ပါတယ်အဲဒီနောက်ထူးဆန်းတဲ့တင်ကေတာတစ်ခုကအဲ့ဒီလူရဲ့လက်ကဝက်မှာပေါ်လာပြီးသူကတော့ဘာမှမဖြစ်သလိုပဲဆက်လက်လျှောက်သွားပါတယ်အချိန်နဲ့မှာပဲလော့အန်ဂျလိစ်ကတိုက်ခန်းတစ်ခုမှာမိခင်ဖြစ်သူကတကားတစ်ခုကိုဖွင့်လိုက်တဲ့အခါသူသမီးဖြစ်သူကမျက်နှာကျက်ပေါ်မှာဟိန်းဟောက်နေတာကိုမြင်လိုက်ရလို့အော်ဟစ်မိလိုက်ပါတယ်အဲ့ဒီမိသားစုကချစ်ချင်းမဲ့ကူညီတောင်းခံခဲ့ပေမဲ့ဖာသာဟန်နစီမှာဒါကိုကိုင်းတွဲဖို့ကျွမ်းကျင်မှုမရှိတော့ကြောင့်သူကဂျွန်ကွန်စတန်တင်ကိုဖုန်းဆက်ခေါ်လိုက်ပါတယ်ဂျွန်ဟာနတ်ဆိုးနေထုတ်ခြင်းနဲ့နတ်ဆိုးဗေဒလိုမျိုးထူးခြားဆန်းပြတဲ့အရာအလုံးမှာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီးဆက်လက်လွန်ကျွန်းတော့သူလည်းဖြစ်ပါတယ်ဂျွန်ဟာနတ်ဆိုးပုကနေတဲ့မိန်းကလေးကိုသူ့ကရင်မှာချီနှောင်းထားတာကိုတွေးလိုက်ရပြီးမိန်းကလေးအယမ်းမုန်းတိတဲ့နေရောင်ကြီးဝင်လာအောင်ဗင်းပေါက်ကိုဖွင့်လိုက်ပါတယ်အဲဒီနောက်ဂျွန်ကမိန်းကလေးရဲ့နှစ်ဖူးပေါ်ကိုအဆောင်လက်ဖွဲ့တစ်ခုနဲ့ဖိလိုက်တဲ့အခါသူမရဲ့အေးပြကလောင်ကျွမ်းသွားပြီးဂျွန်ကမန်ဒန်ရွတ်စွန်နေစဉ်မှာသူမကကရုံကရင်အော်ဟစ်နေပါတော့တယ်ရုတ်တရက်မိန်းကလေးလှုပ်ရှားမှုရပ်သွားပြီးသူမရဲ့လဲပင်ကနေကြောက်စရာကောင်းတဲ့တတော်ရကောင်ထွက်လာပြီးဂျွန်ကိုတိုက်ခိုက်ပါတယ်သူကအဲ့ဒါကိုပြန်ဖို့ချစ်ချင်းမဲ့ထိုးချိတ်လိုက်ပြီးနောက်ဂျွန်ဟာမိသားစုဝင်တွေကိုမှန်တစ်ချက်တောင်းလိုက်ပါတယ်ဂျွန်ကပြင်းပေါက်ကိုရိုက်ခွဲပြီးသူ့တစ်ပည့်ချက်ကိုကားရွှေခိုင်းနေတော့အဲ့ဒီမှန်ကိုမိန်းကလေးရဲ့အပေါ်မှာချီနှောင်းထားလိုက်ပါတယ်မှန်ကိုစစ်တီးနဲ့ချီနှောင်းပြီးတဲ့အခါအခြားသူတွေမျက်စိမိတ်ထားဖို့သူကပြောလိုက်ပေမဲ့လူတစ်ယောက်ကခိုးကြည့်မိပြီးသူ့စပင်တွေဖြူသွားတာကြောင့်အော်ဟစ်ပါတော့တယ်မှန်ကိုရိုက်ခွဲဖို့ကြိုးစားနေချိန်မှာဂျွန်ကအပြင်ကိုတွန့်ထုတ်ဖို့ကြိုးပေါ်ကိုသူ့ရဲ့ကိုလေးချင်းအကုန်တင်းပြီးဖိချလိုက်ပါတယ်အဲဒါကြောင့်၎င်းဟာကားပေါ်သို့ကြာသွားပြီးပိုင်းပိုင်းအဆဆကြေးမွားသွားပါတယ်အထက်မှာတော့ဂျွန်ဟာယေရှုခရစ်တော်ကိုတတ်ခဲ့တဲ့ကံကြမ္မာလံပုံကိုတွေးပြီးခိုးယူသွားခဲ့ပါတယ်တစ်စုံတစ်ယောက်ကအပေါ်ကနေဒင်းငါးပြတစ်ခုနဲ့ကစားရင်စောင့်ကြည့်နေတာကိုတော့သူမသိလိုက်ပါဘူးတန်တရားဝင်လာတဲ့ဂျွန်ကဟန်နစီကိုဒီတစ်ခါနှစ်ဆိုးနေထုတ်ရတာကပုံမှန်ထက်ပိုဆိုးနေပြီးမကြခင်တခုခုအကြီးကျယ်ဖြစ်တော့မိဟုခမ်းမှန်းပြောဆိုပါတယ်အရိညမှာစုံတော့အင်ဂျလာဟာစိတ်ယုံကရင်ပေါ်မှာရောက်နေတာကိုသိလိုက်ရပါတယ်အခန်းထဲမှာအက်စဘယ်ဆိုတဲ့စကားလုံးတိုးတိုးပြောတဲ့ကိုကြားရတာကြောင့်သူမကထလိုက်ပြီးစိတ်ယုံခေါင်းမို့ပေါ်ထိလိုက်တော့ပါတယ်သူမရဲ့စိတ်ယုံလက်ပတ်ကိုဖြုတ်ပြီးလွတ်ပစ်ပြီးနောက်ဖန်ခေါင်မို့ကိုဖြတ်ပြီးခုံချလိုက်ရာစိတ်ယုံရဲ့ရေကူကန်ထဲကိုကြားတော့ပါတယ်အဲ့ဒီအချိန်မှာပဲအင်ဂျလာကသူမရဲ့တိုက်ခတ်မှနိုးလာပြီးဒါဟာအိမ်မက်တစ်ခုပဲလို့သိလိုက်ရပါတယ်နောက်နေ့မှာအင်ဂျလာကအမှုတစ်ခုကိုစုံစမ်းစစ်ဆေးဖို့စိတ်ယုံကိုခေါ်ယူခြင်းခံရပြီးမနေ့ညကသူမမြင်ခဲ့ရတဲ့အိမ်မက်ဟာအနာဂတ်အတွက်စိတ်အာရုံဖြစ်နေတာကိုသိလိုက်ရလို့စိတ်ထိခိုက်သွားပါတယ်ဒေဆုံးရတဲ့သူကတော့သူမရဲ့အမွှားညမအက်စဘယ်ဖြစ်ပြီးသူမအိမ်မက်မက်ခဲ့တဲ့အတိုင်းကွတ်တီဒေဆုံးနေတာပါအက်စဘယ်ဟာစိတ်ဝေနာရှင်အဖြစ်စိတ်ယုံတင်ထားရတာဖြစ်ပေမဲ့အင်ဂျလာကတော့သူမရဲ့ညမအကြောင်းကောင်းကောင်းသိသောကြောင့်သူမရဲ့ညမကိုအဆုံးစီရင်နေဆိုတာကိုယုံကြည်ဖို့ညှင်းဆန်ခဲ့ပါတယ်ဒီချိန်ထဲမှာပဲမက္ကဆီကိုမှာလှန်ကိုကင်ထားတဲ့သူကနေဆက်ကိုဖျက်ဖို့အတွက်အလွန်မြင့်တဲ့ခုံကြစ်တစ်ခုကိုခုံလိုက်ရာအနီးနားကရိတ်ဆန်အားလုံးချစ်ချင်းသေးဆုံးကုန်ပါတယ်အဲ့ဒီအတော့တွင်ညုံကသွေးအန်နေတာကိုသိလိုက်ရလို့ဆရာဝန်ရှိတော့ပြပါတယ်ဝမ်းနဲ့ဆရာကောင်းတာကတော့သူဆက်လက်အလွန်ကျွံတောက်တာကြောင့်အဆုတ်ကင်ဆာဖြစ်နေပြီးအချိန်အများကြီးမကြံတော့ဘူးဆိုတဲ့သတင်းဆိုကိုသူရရှိခဲ့ပါတယ်နောက်တော့ဂျွန်စီကိုဘီမင်းရောက်လာပြီးဂျွန်ရဲ့တာဝန်တွေမှာသုံးဖို့နဂါအသစ်ရှုံငွေပြတဲ့တနက်အပါအဝင်ထူးခြားဆန်းပြတဲ့ပစ္စည်းအများပြားကိုယူလာပေးပါတယ်ဂျွန်ကလူလော့ကားတဲ့ကိုထွက်ပြေးဖို့စူးစမ်းတဲ့နတ်ဆိုးအကြောင်းဘီမင်းကိုပြောပြပါတယ်နတ်ဆိုးတွေကပုကတ်ရုံမှတတ်နိုင်တာမို့ဒါဟာမဖြစ်သင့်တဲ့ကိစ္စဖြစ်လို့ဘီမင်းကဒီကိစ္စတွေကိုသူ့ဒေသနာလုပ်ပေးဖို့ခရီးပေးပါတယ်အဲဒီနောက်ဂျွန်ကဖះเจ้าတစ်ခုကိုတွားရမှာအင်ဂျလာနဲ့တိုးပြီးဘသူအရင်ရောက်တဲ့ဆိုတာနဲ့ပတ်သက်လို့ခက်တာအငင်းပွားကြပါတယ်အင်ဂျလာကအက်စဘယ်အတွက်ကတ်တလက်ဇာဗနာကျင့်ပပေးခြင်းလို့ဘုန်းကြီးနဲ့စကားပြောပေမဲ့အက်စဘယ်ဟာကိုအဆုံးစီရင်တာကကြီးလေးတဲ့အပြစ်ဖြစ်တာကြောင့်ဘုန်းကြီးကအငင်းဆိုပါတယ်တစ်ချိန်နဲ့မှပဲဂျွန်ကဂေဘရီယယ်ကိုတွေးပြီးလူသားအချို့ပဲမြင်နိုင်တဲ့သူ့ရဲ့အတောင်တွေကိုသတိပြုမိပါတယ်သူ့အသက်ကိုစမ်းပေးဖို့ဖះသခင်ကိုတောင်းဆိုပေးနိုင်မလားလို့ဂေဘရီယယ်ကိုမေးပေမဲ့ဂေဘရီယယ်ကဂျွန်ကောင်းကင်ဘုံကိုသွားခြင်းနဲ့ဆွဲကအချင်းကြီးပဲလို့ထင်ပြီးရဲမော့နေပါတယ်အဲဒီနောက်ဂျွန်ကသူဟာနတ်ဆိုးပေါင်းများစွာကိုငရဲကိုပြန်မောင်းထုတ်ခဲ့ပြီးအဲ့ဒီလောက်ကသူ့ရဲ့အပြစ်တွေကိုပြေပြောက်သင့်တယ်လို့ထောက်ပြပါတယ်ဒါပေမဲ့ဂေဘရီယယ်ကကိုစတဲ့ချင်းနဲ့ယုံကြည်ခြင်းကသာကောင်းကင်ဘုံကိုရောက်စေနိုင်တယ်လို့ရှင်းပြပါတယ်ဂျွန်ဟာလူတွေကိုကယ်တင်နေတာက
တကယ်ကူညီခြင်းစိတ်ထက်ကိုယ်အစဉ်ပြေဖို့အတွက်ပဲလုပ်နေတာမို့ဒါကအကျုံမဝင်ပါဘူး။တစ်ချိန်တည်းမှာပဲဟန်နစီကသတင်းစာပုံတွေပေါ်မှာသူ့လက်ကိုတင်းပြီးအာယုံတွေကိုစူးစိုက်လိုက်တဲ့အခါသတင်းဆောင်ပါတွေကိုသူကောင်းထဲမှာကြားနေရပါတယ်။နောက်ဆုံးမှာသူက Elizabeth သေဆုံးမှုအကြောင်းရေးထားတဲ့သတင်းဆောင်ပါမှာရက်လိုက်ပြီးအဲ့ဒီမှာတစ်ခုခုရှိနေတာကိုအာယုံခံမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲအင်ဂျလာက Elizabeth သေဆုံးမှုဗီဒီယိုမှတ်တမ်းကိုကြည့်နေရင်သူမကဂျွန်ရဲ့နာမည်ကိုခေါ်နေတာကိုကြားလိုက်ရပါတယ်။အဲ့ဒီနောက်အစာအုပ်တွေကဖုန်းတွေအားလုံးတပြိုင်နက်မြည်လာပေမဲ့သူမဖုန်းကင်လိုက်တဲ့အခါဘယ်သူမှပြန်မဖြေပါဘူး။အတန်ကြာတော့ဂျွန်ဟာလန့်လေကောင်မှာချောင်းဆိုးပြီးဒူးထောက်လဲကျသွားပါတယ်။သူလက်ပေါ်ခဏတကောင်ပေါ်လာပြီးတစုံတစ်ယောက်ကသူနာကိုချီကပ်ဖို့ကြိုးစားတဲ့အခါဂျွန်ဟာပိုးမွားတွေနဲ့ဖုန်းလွှမ်းနေတဲ့နတ်ဆိုးရကောင်ရဲ့တိုက်ခိုက်ခြင်းကိုရုတ်တရက်ခံလိုက်ရပါတယ်။ပြင်ထန်တဲ့ရိုက်ချက်ကဂျွန်ကိုလွင့်ထွက်သွားစေပြီးသူ့ရဲ့လက်နဲ့တက်တာကိုလည်းမတော်တဆချမိသွားပါတယ်။ဒါကြောင့်ဂျွန်ကသူ့ကိုလည်းပဲညှစ်တက်ဖို့ကြိုးစားနေတော့ရုန်းကန်နေရပါတယ်။ဆိုင်းပုတ်ပြတစ်ခုကိုတုံးပြီးဂျွန်ကနတ်ဆိုးကိုတွန်းထုတ်ဖို့ရိုက်လိုက်ပြီးနောက်ဆုံးမှာတက်တာကိုလှမ်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမဖွင့်နိုင်ခင်မှာပဲနတ်ဆိုးကထမ်းမှန်းတိုက်ခိုက်ပါတယ်။လမ်းမပေါ်မှာသူတို့လုံထွေတပ်ပုတ်နေရင်ဂျွန်ကတက်တာကိုလွန့်ပစ်လိုက်ပြီးကားတစ်စီးကနတ်ဆိုးကိုဝင်တိုက်ခါသေးစေခဲ့ပါတယ်။အဲဒီနောက်ဂျွန်ကကြံနေတဲ့ပိုးမွားတွေကိုနှင်းချေလိုက်ပါတယ်။ဂျွန်နဲ့ချက်တို့ဟာထူးခြားဆန်းပြရဲ့သူဝေစုဝေးရာမက်နိုက်ကလပ်ကိုသွားကြပါတယ်။တကားပေါ်မှာစမ်းသပ်မှုတစ်ခုအနေနဲ့ကပြဘော်ကပုံကိုမြင်နိုင်သလားဟုစစ်စစ်ပြီးဂျွန်ကိုအထက်ဝင်ခွင့်ပေးလိုက်ပေမဲ့ချက်ကတော့အဲ့ဒီစွမ်းအားမရှိတာကြောင့်အပယ်ခံလိုက်ရပါတယ်။ကလပ်အတွင်းမှာလူတွေကအပြောပါတွေခန်းစားနေကြပေမဲ့ဂျွန်ကတော့သူတို့ကိုဂယုမဆိုင်ဖက်အနောက်ခန်းကပိုင်ရှင်ပပမက်နိုင်စီတွတ်တွေ့ပါတယ်။သူဟာအားကောင်းတဲ့မော်ဆရာတရားဖြစ်ပြီးဂျွန်နဲ့မတူတာကတော့ကောင်းကင်ဘုံနဲ့ငရဲတိုက်ပွဲကြမှာကြားနေဖို့ဆုံးဖြတ်ထားသူပါဂျွန်ကသူ့ကိုတိုက်ခိုက်ခဲ့တဲ့နတ်ဆိုးအကြောင်းပြောပြပေမဲ့မနိုင်ကတော့နှုတ်နှစ်ဖက်လုံးသဘောတူထားတဲ့စီးမင်းအရာနတ်ဆိုးအစ်စ်တွေဟာကဘာပေါ်မှာလှည့်လည်သွားလို့မရတာကြောင့်မယုံပါဘူးအဲဒီနောက်သူတို့နှစ်ယောက်ကိုနတ်ဆိုးကားပြဘာသာစာကချားပြန်နှောက်ရှစ်ပြီးဒင်းကားပြနဲ့ကစားရင်ဂျွန်ကိုလောင်ပြောင်းပါတယ်ဂျွန်ကပြန်ပြီးချိန်ချောက်တဲ့အခါမနိုင်ကချားပြက်ဝင်တာပြီးသူကလတ်ထဲမှာရန်လို့မှုကိုလက်မခံမှုလို့သတိပေးပါတယ်ဂျွန်မှာရုတ်တရက်ချောင်းဆိုးပြန်လာတာကြောင့်အပြင်ကိုအမြန်ပြေးထွက်လာခဲ့ရပါတယ်။နောက်တော့အိမ်မှာဂျွန်စီကိုအင်ဂျလာရောက်လာပြီးအက်စဘယ်ကိုတစုံတစ်ယောက်ကအတင်းအကျပ်ကိုအဆုံးစီရင်ခိုင်းတာလို့သူမယူဆတာကြောင့်အကူကြီးတောင်းပါတယ်။ဒါပေမဲ့ဂျွန်ကတော့သူမညမကောင်းကင်ဘုံကိုရောက်စေခြင်းလို့အခုလိုဇွတ်မိတ်ပြောနေတာလို့ထင်ပြီးညင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအင်ဂျလာကိုအပြင်ကအရိတ်တွေကလိုက်လာနေတာကိုသူမြင်လိုက်ရတာကြောင့်သူမနောက်ကိုလိုက်သွားပြီးသူမရဲ့အမှုတွေဟာလက်တလော့နတ်ဆိုးဖြစ်ရတွေနဲ့စစ်ဆက်နေနိုင်တယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အင်ဂျလာကသူမနတ်ဆိုးတွေကိုမယုံကြည်ကြောင်းပြောနေတော့မှပဲသူတို့ပါဝင်ခြင်းကမိတွေဟာပြာခန်းပြင်းပေါက်ကမာရီရုပ်ထုတစ်ခုကလွဲလို့တလုံးပြီးတလုံးငြိမ်းသွားပါတယ်။အဘောကနေထူးဆန်းတဲ့လေတိုးသံတွေကြားနေရပြီးဂျွန်ကအဲ့ဓာတွေဟာပြန်တန်းနေတဲ့တရဝါတွေဖြစ်ကြရှင်းပြကအဝတ်စားတစ်ခုကိုထုတ်လိုက်ပါတယ်။သူအဲ့ဒါကိုတန်ရှင်းတဲ့အလင်းနဲ့မိညှိလိုက်တဲ့အခါသူတို့ကိုဝိုင်းထားတဲ့နတ်ဆိုးတွေပေါ်လာပြီးချစ်ချင်းပဲပြားဖြစ်အောင်လောင်ကျွမ်းသွားပါတယ်။အင်ဂျလာဟာကန့်နှံ့ကြောင့်အော်အန်သွားပြီးဂျွန်ကနတ်ဆိုးတွေဟာသူ့နောက်ကိုလိုက်နေတာမဟုတ်ဖက်သူမနောက်ကိုလိုက်နေတာလို့ထောက်ပြပါတယ်။အင်ဂျလာရဲ့အမှုကိုလက်ခံဖို့သဘောတူလိုက်ပြီးဂျွန်ကအက်စဘယ်တကယ်ပဲကိုအဆုံးစီရင်ခဲ့သလားဆိုတာကိုသိဖို့ငရဲကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အင်ဂျလာရဲ့တိုက်ခတ်မှာသူကရေစလုံးတစ်ခုတည်းကိုခြေထောက်နှစ်ဖက်ထဲကဂျားခံအဖြစ်အသုံးပြုပြီးကြောင်တွေဟာထူးခြားဆန်းပြတဲ့အရာတွေနဲ့စစ်သွဲမှုရှိတာကြောင့်အင်ဂျလာကိုထွက်သွားခိုင်းကသူမရဲ့ကြောင်ကိုဖမ်းယူလိုက်ပါတယ်။ကြောင်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်ဂျွန်ဟာစစ်သွဲမှုတစ်ခုကိုဖမ်းတိလိုက်ပြီးသူ့ပတ်ဝန်းကျင်မှာအချိန်တွေရပ်တန့်သွားကငရဲမှာပေါ်လာပါတယ်။ကာကွယ်ဖို့အတွက်တန်ရှင်းတဲ့ရေကိုကင်ဆောင်ပြီးဂျွန်ဟာကြောက်မဲ့ဖွဲကောင်းတဲ့ငရဲမြင်ကွင်းထဲမှာရောက်သွားပါတယ်။လေပြင်းတွေနတ်ဆိုးတွေနဲ့ကျင်းစာတစ်နေတဲ့ဝိညာဉ်တွေကိုဂယုမဆိုင်ဖက်အစာအုပ်တစ်ခုရဲ့အစိုးအမှာရှိနေတဲ့အက်စဘယ်ကိုရှာတွေ့တဲ့အထိသွားခဲ့ပါတယ်။နတ်ဆိုးတွေဟာသူတို့ကိုဝိုင်းထားချိန်မှာအက်စဘယ်ကဂျွန်ရဲ့နာမည်ကိုခေါ်ပြီးသူမရဲ့စေယုံလက်ဘက်ကိုဖြုတ်ချလိုက်တာကြောင့်ဂျွန်ဟာအဲ့ဒီနောက်ကိုလိုက်ဖမ်းပါတယ်။အက်စဘယ်ပြုတ်ကျသွားချိန်မှာနတ်ဆိုးတွေကဂျွန်နောက်ကိုလိုက်ပြီးခုံးအုပ်တိုက်ခိုက်ကြပါတယ်။လက်ဘက်ကိုရလိုက်တာနဲ့ဂျွန်ကတန်ရှင်းတဲ့ရေပလင်းကိုသူ့ရင်ဘတ်ပေါ်ခွဲလိုက်ပြီးတကိုးလုံးမိခိုးတွေထွက်နေရင်နဲ့အက်စဘယ်ရဲ့
တိုက်ခတ်မှာပြန်ပေါ်လာပါတယ်သူကအင်ဂျလာကိုလက်ပတ်ပြန်ပေးရင် Asbel ဟာတကယ်ပဲကိုအဆုံးစီရင်ခဲ့ပြီးသူမဟာကျင်းစာတင်သွားပြီဖြစ်ကြောင်းအတည်ပြုပေးလိုက်ပါတယ်တစ်ချိန်နဲ့မှာပဲဟန်နစီက Asbel ရဲ့အလောင်းကိုရှာဖို့ရင်ခွဲရုံနဲ့ကိုခိုးဝင်သွားပါတယ်သူမရဲ့လက်မောင်းကိုကိုင်းပြီးမှတ်ဉဏ်တွေကိုဖတ်ဖို့ကြိုးစားပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့လက်ကောက်ဝတ်မှာကြောက်စရာကောင်းတဲ့အမှတ်အသားတစ်ခုပေါ်ပေါက်လာတာကြောင့်ဟန်နစီဟာကြောက်လန့်တကြနောက်ဆုတ်သွားပါတယ်ထိတ်လန့်သွားတဲ့သူကသူ့ရဲ့အရစ်ပလင်းထဲကနေတောက်ဖို့ကြိုးစားပေမဲ့အရေးတစ်စက်မှထွက်မလာပါဘူးအဲ့ဒီအချိန်မှာအဆောင်တစ်ယောက်ကသူ့ကိုတွေးသွားတာကြောင့်ဟန်နစီဟာဆိုင်တစ်ဆိုင်ကိုအပြေးထွက်သွားပြီးတွေးသမျှအရစ်ပလင်းထဲကတောက်ဖို့အသက်အတန်ကြိုးစားပေမဲ့အရေးကဘယ်တော့မှထွက်မလာပါဘူးပလင်းတွေအများကြီးကိုရိုက်ခွက်ပြီးနောက်ဟန်နစီဟာပြန်လဲကျသွားပြီးအသက်ရှူကျက်လာပါတယ်အဲဒါကြောင့်သူဟာနောက်ဆုံးအသက်ရှူရန်နဲ့အတူပလင်းဖောက်တံကိုတုံးပြီးသူ့လက်ပေါ်မှာပုံတစ်ပုံဆွဲလိုက်ပါတယ်ကိုပြန်သွားရရင်တော့သူကငယ်ငယ်ကလေးကထူးခြားဆန်းပြတဲ့အရာအလုံးကိုမြင်နိုင်စွမ်းရှိခဲ့ကြောင်းအင်ဂျလာကိုရှင်းပြပါတယ်ဘာလို့ရမှန်းမသိတာကြောင့်သူမိဘတွေကသူကိုကုသဖို့စိတ်ကြမ်းမာရေးဌာနကိုပို့ခဲ့တာကပိုဆိုးသွားစေခဲ့ပါတယ်ကြောက်လန့်ပြီးလူတော့မသို့လို့ခံစားရတာကြောင့်ငယ်ရတဲ့ဂျွန်ဟာကိုအဆုံးစီရင်မှုစူးစမ်းခဲ့ပြီး2မိနစ်လောက်တကယ်သေးဆုံးခဲ့ပါတယ်ဒါပေမဲ့ငရဲမာကအချင်းကပိုးနေတာကြောင့်သူဟာအောက်မှာတစ်သက်လုံးနေခဲ့ရတယ်လို့ခံစားခဲ့ရပါတယ်လူနာတင်ကသူ့ကိုပြန်ကဲနိုင်ခဲ့ပြီးဂျွန်ဟာသူမြင်ရခဲ့သမျှအရင်အားလုံးဟာအစ်စ်အမှန်ဖြစ်တယ်ဆိုတာကိုနောက်ဆုံးမှာလက်ခံခဲ့ပါတယ်သူရဲ့ကြီးလေးတဲ့အပြစ်ကြောင့်သူဝိညာဉ်ဟာငရဲကိုတွားရမှာမို့သူကနတ်ဆိုးတွေကိုနှင်းထုတ်တဲ့အလုပ်ကိုလုပ်ပြီးကဲတင်ချင်းကိုရဖို့မျောလင့်နေတာပါကောင်းကင်ဘုံနဲ့ငရဲကလူသားတွေရဲ့ဝိညာဉ်ကိုဘသူပိုရမလဲဆိုတာလောင်းကြီးထားကြပြီးလူတွေကိုကောင်းအောင်ဒါမှမဟုတ်ဆိုအောင်တိုးလေးပြောဖို့ဂေဘရီယယ်နဲ့ဘာတာဇာတို့လိုကာပြတွေကိုဖန်တီးထားကြပါပြောနေတာကိုအင်ဂျလာစီဟန်နစီသေဆုံးမှုအကြောင်းဖုံးဝင်လာလို့ရက်လိုက်ရပြီးသူတို့နှစ်ယောက်ချစ်ချင်းမဲ့အခင်းဖြစ်ပွားရာကိုသွားကြပါတယ်ဂျွန်ကဟန်နစီရဲ့လက်ဖွားမှာသွေးနဲ့ရေးထားတဲ့အမှတ်အသားကိုသတိထားမိပါတယ်အဲဒါဟာအက်စဘန်နဲ့မက္ကဆီကိုလူသားတို့မှရှိတဲ့သင်္ကေတနဲ့အတူတူပါပဲဟန်နစီကဂျွန်အတွက်ချမ်းထားခဲ့တာပါပုံစံတူတစ်ခုကိုကူးပြီးနောက်ဂျွန်ဟာသူ့ဒေသနာလုပ်ဖို့ဘီမင်းစီပို့လိုက်ပါတယ်အဲဒီနောက်သူတို့အက်စဘယ်ရဲ့စေယုံခန့်ကိုတွားကြပြီးဂျွန်ကအင်ဂျလာကိုစိတ်တိုးနဲ့အော်ဟက်ခါတဲလွန်စဖြစ်နိုင်မဲ့အရာမှန်သမျှကိုစဉ်းစားခိုင်းပါတယ်အင်ဂျလာဟာနောက်ဆုံးမှာသူတို့ငငယ်ကအချင်းချင်းစစ်သွဲတဲ့လက်ဝက်နီလန်ကိုမှတ်မိသွားပြီးဘီရင်ဘောက်ကိုအခိုးငွေပေးလိုက်ရာကောရင်တုဆက်ခွန်ဆိုတဲ့မရှိတဲ့နဲ့စားသာပေါ်လာပါတယ်သူတို့ကားမောင်းထွက်လာရင်ဘီမင်းကိုဖုံးဆက်တဲ့အခါငရဲကျန်းစာမှာရိုးကျန်းစာထက်ပိုတဲ့အခန်းတွေရှိကြဘီမင်းကရှင်းပြပါတယ်လူသားမျိုးနွယ်အပေါ်ထာဝရမောင်မခြင်းကိုယူဆောင်လာမဲ့နတ်ဆိုးမင်းသားရဲ့သားဖြစ်သူမက်မွန်အကြောင်းပါရှိပြီးသူ့ရဲ့တင်ကေတာကတော့ဟန်နစီရဲ့လက်ပေါ်ကတင်ကေတာပါပဲမက်မွန်ကလူစီဖာစီကထိန်းချုပ်မှုကိုလူယူခြင်းနေပြီးအဲ့ဒါကိုလုံနိုင်မှုအတွက်အစွမ်းထက်တဲ့စိတ်ဝိညာဉ်ပိုင်းရှင်းတဲ့နတ်ဖျားနဲ့သက်ဆိုင်တဲ့အရာတစ်ခုကိုလိုအပ်ပါတယ်ဘီမင်းကစကားတွေကိုထက်ကုန်ပြီးတခုခုကသူစီလာနေတာကိုအာယုံခံမိလို့သူမျက်လုံးထဲကနေပိုးမွားတွေမထွက်လာခင်မှာပဲဖုံးချလိုက်ပါတယ်စိတ်ပူသွားတဲ့ဂျွန်နဲ့အင်ဂျလာတို့ဟာဘီမင်းစီသွားပြီးစစ်ဆေးခဲ့ပေမဲ့နောက်ကျသွားပါပြီသူသေးဆုံးနေပြီးပိုးမွားတွေနဲ့ဖုံးလွှမ်းနေတာကိုတွေ့လိုက်ရပါတယ်အဲဒီတော့တွင်လန်သွားကိုကင်ဆောင်ထားတဲ့သူကကားတစ်စီးကိုခိုးယူပြီးလော့အန်ဂျလိစ်ကိုမောင်းလာပါတယ်အင်ဂျလာစီပြန်သွားရရင်တော့လူမနဲ့အက်စဘယ်တို့ဟာငငယ်ကလေးကအရာရာကိုမြင်နိုင်ခဲ့ကြောင်းဂျွန်ကိုနောက်ဆုံးမှဝန်ခံလိုက်ပါတယ်ဒါပေမဲ့အက်စဘယ်ဟာစိတ်ရောဂါအတွက်ကုသခံနေရချိန်မှာအင်ဂျလာကဒါတွေကိုညှင်းဆန်ခဲ့ပြီးနောက်ဆုံးမှာဘာမှမမြင်ရတော့ပါဘူးခုတော့သူမအက်စဘယ်ကိုပြစ်ပယ်ထားခဲ့ရတယ်လို့ခံစားရတာကြောင့်ဂျွန်ကိုသူမမရမြင်နိုင်အောင်ကူညီဖို့တောင်းဆိုပါတယ်ဂျွန်ကသဘောတူပြီးရေချိုးကန်ထဲမှာရေကိုဖြစ်ကအင်ဂျလာကိုအဲ့ဒီအထဲမှာလဲခိုင်းပါတယ်သူမအသက်ရှူလာတဲ့အချိန်မှာတော့ဂျွန်ကသူမကိုဖိထားပြီးအင်ဂျလာကအချီးနီးပဲရုန်းကန်နေရပါတယ်သူမရင်းနေသွားတဲ့အခါအချိန်တွေနှေးသွားပြီးစစ်ကမ်းပိုင်းအတွင်းမှာပုံမှန်ဖြစ်သွားပါတယ်ဒါဟာအင်ဂျလာကိုငရဲကိုသွားပြီးသူမရဲ့ဆွမ်းအားတွေပြန်ရဖို့အတွက်လုံလောက်တဲ့အချိန်မှာပဲရုတ်တရက်သူမတစ်ခုခုကိုအာယုံခံမိပြီးဘီမင်းရဲ့ရုံးကန်ကိုအပြေးသွားရာဘာတာဇာရဲ့ဒင်းငါးပြားကိုရှာတွေ့ခဲ့ပါတယ်ခဏကြာမှပဲဘာတာဇာရဲ့ရုံးကန်ဟာမန်းထဲမှာသူ့ကိုယ်သူကြည့်နေရင်မန်းဟာပွတ်ဆူလာပြီးရုတ်တရက်နဂါအသက်ရှူငွေ့ကမန်းကိုဖြစ်စီပြီးဘာတာဇာကို
လွတ်ထွက်သွားစေပေမဲ့မိကသူ့ကိုမထိခိုက်ပါဘူးအဲဒီနောက်ဂျွန်ကတန်ရှင်းတဲ့ရေးနဲ့သူကိုပက်လိုက်တဲ့အခါနတ်ဆိုးမျက်နှာကိုလောင်ကျွမ်းသွားစေပြီးဘာသာစာကဂျွန်ကိုနိုင်ရန်မကပ်ပြီးလဲပေးညှစ်ပါတယ်အဲဒီတိုက်ခိုက်မှုကြောင့်ဂျွန်ကနဂါအသစ်ရှူငွေတနက်ကိုချမိသွားပေမဲ့လက်ဝကတိုင်ပုံတွေထွင်းထားတဲ့ကျင်းနီလက်သီးစွပ်တွေကိုထုတ်ပြီးဘာသာစာကိုစတင်ထိုးချိတ်ခါစပွဲပေါ်ကိုတွန်းချလိုက်ပါတယ်အဲဒီနောက်သူကဘာသာစာကိုနတ်ဆိုးနင်းထုတ်မဲ့အစားကောင်းကင်ဘုံကိုရောက်တော့အောင်စူတောင်းပေးမယ်လို့ချိန်ချောက်ပါတယ်ထိတ်လန့်သွားတဲ့ဘာသာစာကမမွန်ဟာလူလောကကိုလာဖို့အတွက်ကံကြမ္မာလောင်းလိုအပ်နေကြောင်းရှင်းပြပါတယ်အဲဒီအချိန်မှာအင်ဂျလာကဂျွန်ရဲ့နောက်မှာပေါ်လာပြီးဘာသာစာကရဲမော့ကသူ့ရဲ့မျက်မှတ်ကအင်ဂျလာဖြစ်ပြီးဂျွန်ကသူမကိုသူတို့စီခေါ်လာပေးတာလို့ပြောတာကြောင့်ဂျွန်ကသူ့ကိုပြစ်တက်လိုက်ပါတယ်သူတို့နှစ်ယောက်ထွက်သွားပြီးနောက်ဘာသာစာရဲ့အပေါ်မှာလက်ဝဲဆန်းပြတဲ့လူတစ်ယောက်ပေါ်လာပါတယ်နတ်ဆိုးကသူ့ရဲ့တာဝန်ပြီးဆုံးသွားပြီးမို့သူ့ကိုအသက်သွင်းပေးဖို့ပြောပေမဲ့အဲဒီလူကသူ့ပြားဖြစ်သားကိုပဲကြည်နေပါတယ်အထွတ်မှာတော့အင်ဂျလာကအဲစဘယ်ဟာနတ်ဆိုးတွေကမမွန်ကိုခေါ်ဖို့သူမကိုအတော့မပြုတ်နိုင်အောင်ကိုအဆုံးစီရင်ခဲ့တာဖြစ်ပြီးအခုသူမသေးသွားပြီးမို့အင်ဂျလာကိုအစားထိုးအတော့ပြုတ်ခြင်းနေတာလို့သိလိုက်ရပါတယ်ရောက်တည်းရဲ့သူမထူးထူးခြားခြားခန်းစားလာရပြီးတခုခုကသူမကိုဓာတ်လေးကဓကားများနဲ့နိုင်ရန်များစွာကိုဖြတ်ပြီးခေါ်ဆောင်သွားပါတယ်ဂျုံကသူမနောက်ကိုလိုက်ဖို့အပေါက်တွေထဲကနေခုံဝင်သွားပေမဲ့အင်ဂျလာကတော့ကောင်းကင်ဘောကိုဆွဲခေါ်ခြင်းခံလိုက်ရလို့သူလက်လန့်မမီတော့ပါဘူးစိတ်ပြေအားငယ်နေတဲ့ဂျုံကကလပ်ကိုပြေးသွားပြီးထိုင်ကုန်ကိုတောင်းဆိုဖို့အနောက်တကားကိုတနက်နဲ့ပြစ်လိုက်ရာမက်နိုက်ကသူ့ကိုနိုင်ရန်မှာကတ်ထဖို့မော်ပညာနဲ့တုံ့ပြန်ပါတယ်နာကျင်စွာရုံကန်ရင်ဘသူမှစီးမြင့်တွေကိုလိုက်မနာတော့ဘူးလို့ဂျုံကရှင်းပြတဲ့အခါမက်နိုက်ကနောက်ဆုံးမှကူညီဖို့သဘောတူလိုက်ပါတယ်ရှေးဟောင်းပစ္စည်းဒိုလောင်ရုံထဲမှာသူတို့ဒေတန်းပေးရမှာတုံးတဲ့ထိုင်ကုန်တစ်ခုကိုယူလိုက်ပါတယ်ဂျုံကသူ့ဖနက်ကိုချွတ်ပြီးကြံ့ပြင်းကိုရေဆိုးအောင်လုပ်ပြီးနောက်မက်နိုက်ကမီးသီးတစ်လုံးနဲ့သူ့ကိုလျှက်စစ်လျှော့ပေးလိုက်ပါတယ်ဒါဟာဂျုံကိုအနာဂတ်မြင်ကွင်းတစ်ခုမြင်စေပြီးလန်ကိုင်းထားတဲ့သူဟာဆေးရုံကိုသွားနေတာနဲ့လူတွေကိုပူကတ်ထားတဲ့နတ်ဆိုးအများကြီးအဲ့ဒီမှာစူးဝေးနေတာကိုပြသပါတယ်နတ်ဆိုးတကောင်ကဂျုံကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့မက်နိုက်ကသူ့ကိုအမြန်ပြန်ဆွဲထုတ်လိုက်ပါတယ်အဲ့ဒီနောက်ချက်ပါဂျုံအတွက်အထူးကြီးစံတွေပြင်ဆင်ပေးပြီးအစည်းအဝေးတစ်ခုနဲ့သူ့ကိုအံ့အားသင့်စေပါတယ်ဒီချိန်ထဲမှာပဲအင်ဂျလာကဆေးရုံရေကူကန်မှာပြစ်ချခံရပြီးလန်ကိုင်းထားတဲ့သူကိုတွေ့ပါတယ်သူမကကြီးစံကုန်းဒီအထိသူ့ကိုပြစ်ပေမဲ့ဘာမှမဖြစ်ဖက်အဲ့ဒီသူကသူမကိုရေအောက်ထက်ဆွဲခေါ်သွားပါတယ်ခဏကြာမှပဲဂျုံနဲ့ချက်တို့ဟာဆေးရုံကိုရောက်လာပါတယ်ချက်ဟာရေကန်ကိုတန်ရှင်းတဲ့လက်ဝါးကတိုင်းနဲ့ကောင်းကြီးပေးဖို့သွားချိန်မှာဂျုံကနတ်ဆိုးတွေကိုရှာတွေ့ပြီးမိသက်ခေါင်းလောင်ကိုအသစ်သွင်းမှုမိကျက်ကိုမိသက်ဆန္ဒမှာထားလိုက်ပါတယ်တန်ရှင်းတဲ့ရေတွေအခန်းထဲမှာမိုးရွာသလိုကျလာပြီးနတ်ဆိုးတွေအားနေသွားတာကြောင့်ဂျုံကသူတို့ကိုအကုန်တတ်ဖို့စတင်ပြစ်ခတ်ပါတော့တယ်နတ်ဆိုးအချို့ကတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဂျုံကအရင်ပြစ်တက်လိုက်ပါတယ်ဒါပေမဲ့သူမှကြီးစံတွေကုန်းသွားပါတယ်အဲ့ဒီနောက်ဂျုံနဲ့ချက်တို့ဟာမက္ကဆီကိုလူသားရင်းနဲ့အောင်လှုပ်ချင်းခံနေရတဲ့အင်ဂျလာကိုလာရှာကြပါတယ်သူမငရဲမှာပေါ်လာတဲ့အခါမမ်မွန်ကသူမရဲ့နာမည်ကိုတိုးတိုးလေးခေါ်ပြီးသူမအပေါ်ကိုချစ်ချင်းခုံအုပ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဂျုံကရေကူးကန်ခန်းထဲကိုဝင်လာပြီးမက္ကဆီကိုလူသားရဲ့အလောင်းကိုတွေးလိုက်ရပါတယ်ရေကပုတ်ပွက်ဆူလာပြီးနတ်ဆိုးပုကတ်နေတဲ့အင်ဂျလာထွက်လာပေမဲ့ဂျုံကသူမကိုတတ်ဖို့ညှင်းဆန်ပါတယ်ဂျုံကသူမကိုနတ်ဆိုးနင်းထုတ်ဖို့စူးစမ်းစဉ်တိုက်ပွဲတစ်ခုဖြစ်သွားပြီးအင်ဂျလာကသူ့ကိုရေနစ်တတ်ဖို့ရေအောက်ကိုဆွဲခေါ်သွားပါတယ်ချက်ဟာကူညီဖို့ချစ်ချင်းခုံဝင်လာပြီးသူတို့နှစ်ယောက်ပေါင်းပြီးအင်ဂျလာကိုကြံ့ပြင်ပေါ်မှာဖိထားလိုက်ပါတယ်အင်ဂျလာရုံကန်နေတော့မှဂျုံကမန်တန်စတင်ရွတ်ဆိုပြီးသူမကရုတ်တရက်ပုံမှန်ပြန်ဖြစ်သွားပါတယ်ကံမကောင်းစွာနဲ့ပဲအားလုံးမပြီးသေးပါဘူးမမွန်ဟာသူမရဲ့ဘိုက်ထဲမှာရှိနေပြီးအပြင်ထွက်ဖို့ကြိုးစားနေပါတယ်ဒီတစ်ခါမှတော့ချက်ပါဂျုံနဲ့အတူမန်တန်ရွတ်ဆိုပြီးအားဆိုင်ထုတ်ပြီးနောက်မမွန်ပြောက်ကွဲသွားပုံရပါတယ်ရုတ်တရက်ချက်နောက်ကတွန်းထုတ်ချင်းခံရပြီးမျက်နှာချင်းနဲ့ရိုက်မိကချစ်ချင်းသေးဆုံးသွားပါတယ်ဒေါသထွက်သွားတဲ့ဂျုံကသူ့လက်မောင်းကတတူတွေကိုအတူတူရှင်းလိုက်ပြီးအခန်းထဲမှာဝက်နေတဲ့အရာမှန်သမျှပေါ်ပေါက်လာအောင်မန်တန်းတစ်ခုရွတ်ဆိုလိုက်ပါတယ်မျက်နှာချစ်ကပွင့်သွားပုံရပြီးဂေဘရီယဲကဂျုံရဲ့အပေါ်ကိုပြုတ်ကျလာကမမွန်ကိုကူညီမဲ့နဖျားအင်အားစုကသူဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်
အစုလိုက်အပြုံလိုက်လူသက်သမားတွေလိုစိုးသွန့်နေတဲ့လူတွေကလောင်တရရုံနဲ့ကောင်းကင်ဘုံကိုသွားနိုင်တာကမတရားဘူးလို့ဂေဘရီယဲကထင်နေပါတယ်ဒါကြောင့်သူကမက်မုံကိုခေါ်လာပြီးဒုက္ခအများကြီးပေးချင်နေတာပါဒီလိုဒုက္ခတွေကိုဖျက်ကျော်နိုင်တဲ့သူတွေကသာနတ်ကောင်းကင်ဘုံနဲ့ထိုက်တန်လိုက်မယ်လို့သူကဆိုလိုပါတယ်အဲဒီနောက်ဂေဘရီယဲကဂျုံကိုမှုတ်ထုတ်လိုက်ရာသူဟာမန္တကားကိုရိုက်မိပြီးလွင့်ထွက်သွားပါတယ်ဂေဘရီယဲကလမ်းကိုယူပြီးအခမ်းအနားကိုစတင်ပါတယ်အဲ့ဒါကိုတားဆီးဖို့စိတ်ပြေအားငယ်နေတဲ့ဂျုံကဖရာသခင်ထံဆူတောင်းပြီးဖန်ခွဲစတွေကိုသုံးကာကိုအဆုံးစီရင်လိုက်ပါတယ်ရုတ်တရက်အချိန်တွေရပ်တန့်သွားပြီးဂျွန်ဟာသူကိုယ်တိုင်လာယူခွင့်ရှိတဲ့တခုတည်းသောဝိညာဉ်ဖြစ်တာကြောင့်လူစီဖာပေါ်လာပါတယ်မမွန်ဟာကဘာမြေကိုလာပြီးငရဲရဲ့အစီအစဉ်တွေကိုဖြစ်စီတော့မယ်လို့ဂျွန်ကရှင်းပြတာကြောင့်လူစီဖာဟာအဲ့ဒါအမှန်လားဆိုတာစစ်စစ်ဖို့တကားတစ်ခုကိုပေါက်ကွဲစေလိုက်ပါတယ်ဂေဘရီယဲကလမ်းနဲ့ထိုးမဲ့အချိန်မှာပဲလူစီဖာဟာအချိန်ပြန်မလဲလာခင်လေးမှာအင်ဂျလာကိုဆွဲထုတ်သွားပါတယ်ရေဘောကအရေးထဲမှာတော့လူစီဖာကမမုံကိုအင်ဂျလာရဲ့အပေါ်မှာဖန့်ကင်ထားရင်ဒီကဘာကြီးဟာသူ့အပိုင်းဖြစ်ကြောင်းဂေဘရီယဲကိုသတိပေးနေပါတယ်ဂေဘရီယဲကလူစီဖာကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဖရာသခင်ကသူ့ကိုစွန့်ပစ်လိုက်ပြီးဖြစ်လို့သူမှစွမ်းအားမရှိတော့ပါဘူးအဲဒါကြောင့်လူစီဖာဟာမမုံကိုငရဲကိုပြန်ပို့လိုက်ပြီးဂေဘရီယဲရဲ့အတောင်တွေကိုမိရှို့ဖြစ်စီကရေကူးကန်တွေကိုတွန်းချလိုက်ပါတယ်အခုတော့အားလုံးပြီးသွားပါပြီမမုံအကြောင်းသတိပေးခဲ့တဲ့ဆူလက်အနေနဲ့အသက်စစ်ပေးလို့ရမလားဟုလူစီဖာကဂျုံကိုမေးပေမဲ့ဂျုံကတော့အဲ့ဒီအစားအက်စဘဲရဲ့ဝိညာဉ်ကိုကောင်းကင်ဘုံကိုပို့ပေးဖို့ပဲတောင်းဆိုပါတယ်လူစီဖာဟာခြေဟန်လက်ဟန်လေးတစ်ခုနဲ့တင်အဲ့ဒါကိုလှုပ်ပေးလိုက်ပြီးနောက်ဆုံးမှာဂျုံရဲ့ဝိညာဉ်ကိုယူဖို့ကြံပြင်းတဲ့ကိုဆွဲခေါ်တော့ရမှာအလွန်ပြောနေပါတယ်ဒါပေမဲ့မမြင်နိုင်တဲ့အင်အားစုတစ်ခုကသူ့ကိုတားဆီးလိုက်ပြီးဂျုံရဲ့စရိမှုတွေကြောင့်သူဟာငရဲနဲ့မဆိုင်တော့ဘူးဆိုတာကိုလူစီဖာသိလိုက်ရပါတယ်ဂျုံရဲ့ဝိညာဉ်ကကောင်းကင်ဘုံရဲ့အလင်းတန်းတွေစီကိုလွင့်တက်သွားရင်သူကလူစီဖာကိုလက်ကလေးထောင်းပြလိုက်ပါတယ်ဒါပေမဲ့လူစီဖာဟာသူအကြိုက်ဆုံးဝိညာဉ်ကိုအဆုံးရှုံးမခံနိုင်တာကြောင့်ဂျွန်ရဲ့အဆုတ်ထဲကိုသူ့ရဲ့လက်တွေထိုးထည့်ပြီးကင်ဆာကိုဖယ်ရှားပေးလိုက်ခါသူကထပ်ပြီးအပြစ်လောက်အောင်မလားဆိုတဲ့မျောလင့်ချက်နဲ့အသက်ကိုစမ်းပေးလိုက်ပါတယ်အဲဒီနောက်ဂျွန်ကလန်ကိုပြန်ယူသွားပြီးအစဉ်ပြေနေတဲ့အင်ဂျလာကိုသွားကြည့်ပါတယ်ဂေဘရီယဲလည်းအသက်ရှင်နေပေမဲ့သူကအခုတော့လူသားတစ်ယောက်ဖြစ်သွားပါပြီအဲဒါကြောင့်သူကဂျုံကိုတနက်ကမ်းပေးပြီးဂလသချေဖို့ပြောပါတယ်ဒါပေမဲ့ဂျုံကသူ့ကိုတစ်ချက်ပဲထိုးလိုက်ပြီးလူသားဖြစ်ရတာကတင်လုံလောက်တဲ့အပြစ်ပေးမှုမို့လို့အသက်ချမ်းသာပေးလိုက်ပါတယ်အဲဒီနောက်ဂျုံကခေါင်းမိုးပေါ်မှာအင်ဂျလာကိုနှုတ်ဆက်ပြီးသူနဲ့တူတဲ့အန်နီယယ်တွေရှိတဲ့လူတွေဝေးရမှာလန်ကိုဝတ်ထားဖို့ပေးလိုက်ပါတယ်သူကဆက်လက်အစား PK ကိုပဲစားနေပါတယ်အတန်ကြာတော့ဂျုံကချက်ပြက်ကူစီသွားလဲကသူ့ရဲ့ဝိညာဉ်ကတမန်တော်တစ်ပါးဖြစ်သွားတာကိုမြင်လိုက်ရပါတယ်